ရည်စရာအကောင်းဆုံးဟာတာနော်2025ခုနှစ်အတွက်အကောင်းဆုံးပြက်လုံးတစ်ခုကို NUG ကထုတ်ပြန်လိုက်တယ်2025ခုနှစ်အတွက်အကောင်းဆုံးပြက်လုံးကျွန်တော်2025ခုနှစ်လုံးမှာ NUG ရဲ့ထုတ်ပြန်ချက်တွေအကုန်လုံးကြည့်တဲ့အခါမှာတကယ်ကိုဘာလို့ဆိုတော့အကောင်းဆုံးပြက်လုံးတစ်ခုဒီမနေ့ကမှတွေ့ရတယ်21ရက်နေ့ရက်စွဲနဲ့မနေ့ကထုတ်ပြန်လိုက်တယ်တကယ်ပါ2025တစ်နှစ်လုံးမှာအဲ့ဒါအကောင်းဆုံးပြက်လုံးပဲအဲ့ဘာလဲဆိုတော့သူကဒီလက်ရှိဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပါဝင်ဒီဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အစိုးရထဲမှာပါတဲ့ထိပ်ပိုင်းအရာရှိအကုန်လုံးတော်များသူက blast သွင်းနေပေါ့ဗျာအချမ်းဖက်သမားတွေနဲ့တတ်မှတ်တယ်ပေါ့ဗျာ33ဦးနော်ပြောတော့နိုင်ငံဆောင်ရွက်ရေးကောင်စီမှာပါတဲ့လူ33ဦးလုံးကိုအချမ်းဖက်သမားတွေဖြစ်နေတတ်မှတ်တယ်ဆိုပြီးတော့ဒါ NUG ကြီးညာတယ်အဲ့ဒီကကျွန်တော်မရည်သေးဘူးအဲ့ဒီကမရည်သေးဘူးအဲ့ဒီကကျွန်တော်ပြက်လုံးကိုမတတ်မှတ်သေးဘူးဟောဒီပေါ့တတ်မှတ်ဖို့ဘာဖြစ်လဲပေါ့ဒီလိုပဲ NUG ထုတ်ပြန်လာတာခက်စစ်စစ်တောက်လျှောက်တနေ့ထုတ်ပြန်လာတာပေါ့ဒါပေမဲ့နောက်တစ်ကြောင်းကြာမှပိုရည်ကျင်သွားတာအဲ့ဒါဘာလဲဆိုတော့အကြမ်းဖက်သမားတို့တတ်မှတ်ထားတဲ့အတွက်အဲ့ဒီလူတွေကိုဖမ်းဆီးရမိဖို့ကြိုးစားမယ်တဲ့အဲ့ကျွန်တော်အဲ့မှာရည်ရောအဲ့ဒီမှာရည်ရောတာခင်ဗျဘိုးကြီးမြောင်းလိုက်ပါဝင်33ရောက်လို့အကြမ်းဖက်သမားတွေလို့သူကသူကျင်ညာမကလို့ပဲတိုက်တဲ့သူလို့ကျင်ညာကျွန်တော်ဘာမှမပြောဘဲနေပြီးကြည်ပြုတ်ကြည့်လို့ရရင်ပဲအဲ့ဒီလူတွေကိုဖမ်းဆီးရမိဖို့တဲ့အောက်ခြေကိုညွှန်ကြားထားပြီးပြီတဲ့ရရနေတွေ့ရနေမှာဖမ်းပါတဲ့ဖမ်းမယ်တဲ့ရအောင်ဖမ်းမယ်ဆိုတော့ကျွန်တော်ကအဲ့ဒါမှရည်ကျင်တော့တာခင်ဗျားတို့ပြည်သူလူထုအနေနဲ့အုံလုံးရှိပါတယ်ဗျာစဉ်းစားကြည့်ပါ NUG ရဲ့အဲ့ဒီပြက်လုံးကြီးရဗျာရည်ရသလားမရည်ရသလားမေးရတဲ့ဘယ်လိုပြောမလဲ NUG ဘုံကကျွန်တော်ဘယ်လိုမြင်သွားလဲဆိုတော့ဒီကောင်ကြီးကပေါ်တော့ရိုးပေါ်တာမဟုတ်ဘူးဗျာနော်ညီပေါ်ကရိုးပေါ်တာမဟုတ်ဘူးတကယ်ကိုများပိန်းနေပေါ်တယ်ကြောင်တယ်ဘယ်လိုပြောမှမသိတဲ့စကားလုံးမှမသိတော့အဲ့လောက်တောင်ဖြစ်သွားသလားလို့ကျွန်တော်စဉ်းစားမရအောင်နော်အဲ့တော့ဒီ33လုံးရဲ့အကြမ်းဖက်သမားတွေတတ်မှတ်ပြီးတော့ဖမ်းဆီးရဖို့ကြိုးပမ်းသွားမယ်အဲ့ဒီလူတွေဖမ်းဆီးရမိတာဖြစ်ပြီးတော့ဖမ်းဆီးရမိဖို့အတွက်လက်ရဖမ်းဆီးရလို့လက်ရနော်လက်ရဖမ်းဆီးရကြိုးပမ်းဖြစ်ပြီးတော့အောက်ခြေကိုတော့ညွှန်ကြားထားတယ်တဲ့လက်ရဖမ်းပါဆိုပြီးတော့လက်ရဖမ်းညွှန်ကြားထားတယ်ဆိုတော့ကျွန်တော်ဘာပြောမှမသိဘူးအဲ့တော့ကျွန်တော်ကဘာမှပြောစရာမလိုဘူးသူ့ထောက်ခံသူတွေကအင်ဂျီထောက်ခံခဲ့တဲ့သူတွေကဘာပြောလဲဆိုတော့ကျွန်တော် comment လေးတွေဖတ်ပြမယ်ရည်နေရတယ်အဲ့လောက်ကြည့်ကြတော့မပြောတော့ဘူးသူတို့ထောက်ခံတဲ့ငါတို့တော့ရှက်လာပြီတဲ့အဲ့လိုပေါ်တော်တွေပြောနေတာလူထောက်ခံမှုချမ်းစင်းနိုင်တယ်တဲ့နော်နောက်တစ်ယောက်ကျတော့ဟာကြောက်စရာကြီးပါလားဗျာကြောက်လိုက်တာတဲ့နောက်တစ်ခုကကျတော့ဖျားစုပန်ထားရအောင်နီးစားအောင်မယ်တဲ့ဓာကြီးကျတော့လွန်တာပေါ်တယ်နောက်တစ်ခါကျတော့စိတ်ညစ်နေတာတဲ့ရီလဲလို့ကျေးဇူးတင်ပါတယ် NUG ရဲ့တဲ့ဟိုတော့လေဆိုတာလေးလိုက်ကြမ်းချက်ကတော့100ရာခိုင်နှုန်းပါပဲတဲ့ကိုတော့ဘယ်နာနေလို့နေရမှမတော့မသိတဲ့ကောင်တွေကအများတဲ့နောက်တစ်ခါလေပေါ်တိုက်ဆောက်တယ်လို့ပဲတဲ့မင်းသူတို့တော့ဘယ်ရောက်နေမှမသိဘူးတဲ့ဟိုတက်ကျတော့ကိုတိုင်းမဲ့ဖမ်းမခံအောင်မကူးဆိုင်ကြပါတဲ့အဲ့လို NUG ပြောနေတာစကားဆိုတာတဲ့ပြောပါများရင်တမိုးမရှိဘူးတဲ့တိတ်ဆိတ်တော့နေချင်းတမိုးရှိတယ်တဲ့သူတို့တော့ပြေးနေရတာကိုအကွန်မန့်နေတော့ကျွန်တော်ဖတ်ပြနေတာနော်အဲ့တော့တော်ကိုချင်းစိုးနေပြီတဲ့စင်မလို့တော့ဘူးတဲ့အရင်ကြီးပြောနေတာနော်ပြောနေတာသူတို့တော့နဲ့ကြွက်တွင်းအောင်အဖီဆွဲနေရတဲ့ဘဝတဲ့နော်အဲ့တော့သူတို့တော့နဲ့ဝရမ်းပြေးဖြစ်နေတာအဲ့ဒါကိုဖမ်းမယ်လို့ပြောတယ်တော်တော်အရှက်မရှိတဲ့ကောင်ကြီးတဲ့နော်တဲ့ကြတော့ရီသားဟောင်းအတိုင်းပဲအဲ့လေနော်ဆိုတော့မျိုးစုံကကွန်မန့်နေလျှောက်ခါအဲ့ကွန်မန့်နေလျှောက်ခါတော့မှကျွန်တော်ပိုရည်ကျင်သွားတာဩလို့ဒီ2025ခုနှစ်အတွက်အကောင်းဆုံးပြက်လုံးတော့ခုတော့ကျွန်တော်မြင်လဲရပါပြီကျွန်တော်တစ်နှစ်လုံးကျွန်တော်စောင့်ပြီးကြည့်လာခဲ့တာပေါ့နော်ပြောရရင်တော့ဟိုကြီးစရာကောင်းတဲ့ပြက်လုံးအများကြီးသူတို့ထုတ်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့2025ရဲ့အကောင်းဆုံးပြက်လုံးပါပဲနော်ဟိုအကျဉ်းတော်တမပြည့်တတ်မှတ်တယ်တဲ့NASA ကကောင်းစီဝင်တွေကိုမဲ့တတ်မှတ်တယ်ပြီးတော့အဲ့33လုံးအမိရဖမ်းလက်ရဖမ်းမယ်တဲ့လက်ရဖမ်းကိုအောက်ကျညွှန်ကြားထားပြီးတဲ့ကိုကြည့်တော့ပြင်ဘယ်နာပြောနေမှမသိဘူးဆိုတော့ခင်ဗျားတို့နေစဉ်းစားကြည့်ပေါ့ဗျာနော်အဲ့ဒါလေးကတော့ဒါကြီးစရာအကောင်းဆုံးပြက်လုံးလေးတစ်ခုဖြစ်နေထည့်ပြောတာနောက်တစ်ခုကပြည်သူလူထုကိုဒီမှာ message ပေးချင်တာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဒေါန်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှုကြီးရဲ့ video file တစ်ဖိုင် TikTok မှာတက်လာတယ်ဆိုတော့ TikTok မှာတက်လာတယ် social media မှာတက်လာတယ်ပေါ့ဗျာအဲ့လိုပဲကျွန်တော်ပြောပြစီအဲ့ဒါကလည်းတန်တရားအဲ့ဒါကိုကျွန်တော်ဒီမှာ message ပေးချင်တာကခင်ဗျားတို့ဒီနောက်ဝက်မှာ AI နဲ့သိကြောက်စရာကောင်းတယ်အဲ့ဒါကိုခင်ဗျားတို့သတိထားဖို့ပြောချင်တာဒီမှာတက်လာ video file ဒီလိုလေးဒီပုံလေးနဲ့နော်ပြောချင်တာဒီကျမှပါတာဒေါ်ဆန်းစုကြည်ကဆေးရုံမှာဗိုလ်ချုပ်မှုကြီးကဆေးရုံမှာသူသွားတွေ့တယ်အဲ့လိုမျိုးသူကဒီမှာရေးထားတာအဲ့ဆိုအဲ့ video file တက်လာတာဓာတ်ပုံလေးတက်လာတယ် video file တက်လာဓာတ်ပုံလေးတက်လာအဲ့ဒါတချို့တွေအဲ့တော့တကယ်စစ်လို့ထင်ကြတယ်တချို့တကယ်စစ်လို့ထင်တာကျွန်တော်ကအဲ့ဒါကိုမမြင်ရခင်ကလေးကကျွန်တော်မေးကလေးကမဟုတ်ဘူးလို့တန်းပြောတယ်ဘာလို့ဆိုမဟုတ်ဘူးလို့ပြောတာဟုတ်စရာအကြောင်းလည်းမရှိလို့နော်အဲ့တော့ဟုတ်စရာအကြောင်းလည်းမရှိတဲ့အတွက်မဟုတ်ဘူးလို့တန်းပြောရတာပေါ့နော်ဘာလို့ပြီးတော့မှကျွန်တော်အဲ့ video file ကိုယ်တိုင်ဓာတ်ပုံတွေကိုယ်တိုင်မြင်တော့တော့ဒါ AI လောက်ထားတာပဲ AI နဲ့သူတို့ဒီလိုမျိုးလူတွေကိုစိတ်ကိုပြောင်းအောင်လုပ်တာပဲဆိုပြောတာပြောတော့ဒေါ်စန်းစုကြည်ကျမ်းမာရေးမကောင်းဘူးဆိုပြီးတော့ဟိုအောင်ဆန်းsorry
ဟိုဘာလဲကင်မရာစ်ကပြောပြီးတော့ဗလီပရာကြီးရှောက်ပြောနောက်တစ်ခါသူ့မိကိုတေးလောက်ပြီးထင်ပါတယ်ပြောလို့ပြောသူ့မိနဲ့ပေးတွေ့သူ့မိကျမလည်းရှိရဆိုပေးတွေ့ပါလားပြောဒီလိုမျိုးမီဒီယာတွေဘူးရှောက်ပြောနေမယ်ဆိုတာကိုယ်တရားဝင်တခြားဆက်သွယ်ရမှာတရားဝင်သက်ဆိုင်ရာအစိုးရစီအီးမေးလ်ပို့ရတယ်ပို့ပြီးဂရီးကိုခံရတယ်ခံပြီးမြန်မာပြည်သာလာပြီးမြန်မာပြည်နေသူ့မိနဲ့တူနေသွားဘယ်မှမထွက်နဲ့ဘယ်မီဒီယာမတွေ့နဲ့မြန်မာပြည်အကုန်လုံးကိုယ်ကို lock ချပြီးတော့ AC နေပြီးတော့လာတွေ့မယ်ဆိုတာမျိုးဆိုရင်ခင်ဗျအစိုးရခွင့်ပြုပြနိုင်တယ်ဒါပေမဲ့အဲ့လိုပေါ့လို့ပဲသာပရိပရာကြီးပြောနေတဲ့အတွက်အစိုးရဘလို့ပြီးတော့စဉ်းစားတော့မလဲဗျာဝေးပြီအဲ့ကောင်သူ့မိသူတတ်မဲ့ကိုတင်းတင်းပူနေတာအဲ့ကောင်အဲ့လိုရှောက်ပြောနေတဲ့ကာလနဲ့ချင်းခဲ့ဆိုလို့ဒီဗီဒီယိုပိုင်းထွက်လာဒါ AI artificial intelligence နဲ့တော့လောက်သွားတာပေါ့နော်ပြောချင်တော့ AI နဲ့လောက်သွားတာ AI နဲ့ဆိုရင်ကျွန်တော်နဲ့ပိုးမိတာနဲ့လည်းတွေ့တာဖြစ်နေတာပဲနော်ဒါ AI နဲ့လည်းဖြစ်နေတာပဲနော်အဲ့တော့ဟုတ်တယ်မဟုတ်ဘူးပေါ့နော် AI နဲ့ပေါ့နော်ဆိုတော့ဖြစ်နေတာပဲဘလို့ဖြစ်လေဖြစ်နိုင်တဲ့ဟာဆိုတော့ပြောပြတာပေါ့နော်အဲ့တော့ AI မှန်းတော့ကျွန်တော်တို့ပြည်သူလူတချို့တော်တော်များသိပါတယ်ဒီသေချာနားလည်လူကသိဒါ AI နဲ့လုပ်ထားတာပဲတချို့ကျတော့လည်းဒီနည်းပညာနဲ့အလှမ်းဝေးရခါကျတော့ဟုတ်မလားဒေါ်စုစီတဲ့ဒီလိုထင်ကြတယ်မဟုတ်ပါဘူးပြောနေတယ်မဟုတ်ပါဘူးလောမဟုတ်ပါဘူးဒါအတူကြီးလို့ပဲပြောပြစီနော် AI နဲ့ဖန်တီးကြတဲ့အတူကြီးဖြစ်တယ်ဆို